ကျွန်တော်ဟိုနဂါးပါဒီစကားကိုကျွန်တော်ဘယ်လိုမျက်နှာနဲ့ပြောရမှန်းတော့တကယ်ကိုမသိတော့ပါဘူးရှင်ထဲမှာအပြစ်တွေနဲ့ပြည့်နေတဲ့စကားလုံးတွေပါကျွန်တော်ရဲ့ဘဝမှာအမှားကြီးတစ်ခုကိုလုပ်ခဲ့မိလို့ပါမှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခုဟုတ်ပါတယ်မှားယွင်းခဲ့တဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့်ပေါ့သူတို့ရဲ့စကားစားရဲ့မလုံးတွေအလိညာတွေကိုကျွန်တော်ယုံမိခဲ့တယ်အဲ့ဒီအချိန်ကကျွန်တော်အမှန်တရားကိုမမြင်ခဲ့ဘူးသူတို့ရဲ့လှည့်ပြားမှုတွေဂတိကဝတ်အတုတွေဟာကျွန်တော်ကိုမျက်ကွယ်ပြုစေခဲ့တယ်နောင်တရမှုကတော့အခုဒီနေရာမှာကျွန်တော်ကိုလွှမ်းမိုးနေပါတယ်ဒီနေ့ကျွန်တော်ရောက်နေတဲ့နေရာကငရဲကန်းတစ်ခုပါပဲတကယ်ကိုငရဲကန်းပါပဲအဲ့ဒီမှားယွင်းမှုတွေအတွက်ကျွန်တော်ဒီနေရာမှာဒီလိုဘဝနဲ့ရင်ဆိုင်နေရတာပါကျွန်တော်ရဲ့အမှားအတွက်ကျွန်တော်တကယ်ကိုဝန်ချတောင်းပန်ပါတယ်ကျွန်တော်မှတ်မိနေပါသေးတယ်သူတို့ပြောခဲ့တဲ့စကားတွေကိုငြိမ်ချမ်းရေးတဲ့ကြားတာနာဝင်ပြန်ဖြစ်လာပါတယ်နောက်ပြီးနိုင်ငံတော်ကိုပြန်လည်တည်ဆောက်မယ်လို့လည်းဆိုခဲ့ကြတယ်ဒီစကားတွေဟာကျွန်တော်ရဲ့အနာဂတ်အတွက်မျှော်လင့်ချက်တွေပေးခဲ့ပူပါတယ်ဒါပေမဲ့ကျွန်တော်သူတို့စီကိုရောက်ရှိသွားခဲ့တဲ့ပထမဆုံးနေ့ရက်ကစလို့ကျွန်တော်မြင်တွေ့ခဲ့ရတာတွေကတော့လုံးဝကိုမတူညီတဲ့အဖြစ်အပျက်တွေပါပဲလူသားမျိုးနွယ်အချင်းချင်းအပေါ်မှာအနှဲငယ်မြသောစာနာစိတ်တနာကျင်နာမှုကင်းမဲ့တဲ့ရက်ဆက်ယုံမှမှုတွေကြီးပါပဲဒီလိုမျိုးမြင်ကွင်းတွေကိုမျက်ဝါးထင်ထင်ကြုံတွေ့ခဲ့ရတာပါသူတို့ဟာကျွန်တော်ကိုသူတို့လိုချင်တယ်လို့အသုံးချခဲ့ကြတယ်လိုအပ်သမျှအတွက်ကျွန်တော်ဟာကိရိယာတစ်ခုလိုဖြစ်ခဲ့ရတာပါဒါပေမဲ့သူတို့အတွက်အသုံးမဝင်တော့ဘူးဆိုတဲ့အချိန်ကြတော့သူတို့ဟာကျွန်တော်ကိုလူတူးလို့မဟုတ်ပဲလမ်းဘေးကခွေးတကောင်ကိုနှိပ်စက်တယ်လို့မျိုးညှဉ်းပန်းနှိပ်စက်ခဲ့ကြပါတယ်အဲ့ဒီလိုမျိုးအခြေအနေတွေအောက်မှာကျွန်တော်ရှင်သန်ခဲ့ရတာပါကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးမှာရှိနေတဲ့အမာရွတ်တွေဒဏ်ရာတန်ချက်တွေဟာအခုထိတိုင်အောင်မပြောက်သေးပါဘူးဒီဒဏ်ရာတွေကပဲသူတို့ပေးခဲ့မှုတဲ့ဂတိတွေဟာဘလောက်တောင်အစိတ်တောက်ဖြစ်ခဲ့တယ်ဆိုတာကိုတိတ်ဆိတ်စွာသက်သေပြနေကြပါတယ်သူတို့ရဲ့စကားတွေဟာပေးဆက်ရတာတွေနဲ့လုံးဝဆန့်ကျင်ဘက်ပါပဲဒါဟာကျွန်တော်ဘဝရဲ့မမေ့နိုင်စရာသင်ခန်းစာတစ်ခုပါ PDF ညီကိုမောင်နှမအများခင်ဗျားတို့ရဲ့ဆွန့်လွတ်အနစ်နာခံမှုတွေကိုကျွန်တော်အမြဲတမ်းသိရှိနားလည်နေပါတယ်ဒီလိုပဲချစ်ခင်လေးစားရတဲ့ပြည်သူလူထုကြီးခင်ဗျာကျွန်တော်ရဲ့ဒီအတွေ့အကြုံကနေပြီးတော့အဖို့တန်တဲ့သင်ခန်းစာတစ်ခုကိုကျေးဇူးပြုပြီးသင်ယူစေချင်ပါတယ်ဒီလူသက်သမားတွေကိုကျွန်တော်တို့လုံးဝမယုံကြည်သင့်ပါဘူးသူတို့ရဲ့စကားတွေကိုဘယ်တော့မှနှလုံးသားထဲမသွင်းမိပါစေနဲ့သူတို့ဟာပရိယေများစွာနဲ့လှည့်ပြားတတ်ကြသူတွေပါသူတို့ကမ်းလာတဲ့လက်ဆိုတာငင်းချမ်းရဲ့အထိမ်းအမှတ်လုံးဝမဟုတ်ပါဘူးအမှန်တကယ်တော့အဲ့ဒီလက်တွေဟာသွေးစွန်းနေတဲ့လက်ထိပ်တွေသာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့လွတ်လပ်မှုကိုချုပ်နှောင်ဖို့အစဉ်သင့်ရှိနေတဲ့လက်ထိပ်တွေပေါ့သူတို့ရဲ့သဘောထားမှာဂတိတည်ခြင်းဆိုတာဘယ်တော့မှမရှိခဲ့ပါဘူးအပေးယူဆိုတဲ့စကားလုံးဟာလည်းသူတို့ရဲ့အဘိဓမ္မာရှာမတွေ့နိုင်ပါဘူးသူတို့အလိုရှိတာကတခုတည်းသာရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့အညံ့ခံမှုကိုသာဖြစ်ပါတယ်ခေါင်းငုံလက်ခံလိုက်ခြင်းကိုသာလိုလားကြပါတယ်ကျွန်တော်အမှန်တကယ်ပဲမှားခဲ့ပါပြီအချိန်